အားလုံးပဲမင်္ဂလာပါရှင်။တနခါ FM စတူဒီယိုကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့ဆီယာမမတ်ဆန္ဒရဲ့ကြက်စေးဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးခြင်းပါရရှင်။ကောင်မကနန်းနန်းစောစောငပိရောက်နေရလို့ဒါတော်တော့တယ်။အဖုံးမဲ့ဂရင်ဖတ်ဘူးကိုဖွင့်ကတိုးပတ်ရိုက်နေသောခင်မီကိုဘဲဥတဲတော်ကြီးကမျက်စောင်းနှင့်ကြည်သည်ဒီမိန်းမကိုသူမကြေမနက်ဖြစ်နေသည်မှာကြာလှပေးပြီကျင်းနိုင်ပါမလားသူ့ကြောင့်ဒိုဈေးတွေအကုန်ရောပြီးတိတ်ခါကြနေရတဲ့ဟာဟုတ်သည်ခင်မီကြောင့်သူတို့တွေတိတ်ခါကြရသည်မှာအမှန်ပင်ခင်မီကတိတ်ခါရှိသည့်မိန်းမမဟုတ်အကျင့်ကောင်းသည့်မိန်းမမဟုတ်အလကားငပိစော်နန်းနဲ့ကြက်မဒေါ်ကြီးကပါဇက်ထဲမှကွန်ဒရီများကိုမြေပြင်ပေါ်သို့ပြက်ခနဲထွေးချသည်ကွန်ဖတ်များကစိတ်ထားသောသွားများ၏နောက်ဘက်တွင်ကျန်ခဲ့ကအရေးကြီးတက်ကသာသွားကြထဲမှနေပြီးအပြင်ဘက်သို့ထွက်သွားသည်ဟိုနားလီပါလီမိမကြီးကလည်းဘာမှမပြောဘဲကြည့်ကောင်းနေသလားမသိခင်မိနှင့်အတူဆိုင်ထိုင်သည်ကသူ၏အတော်ဒေါ်စိန်ဥဖြစ်သည်သူကစိတ်ပတိတစ်ချောက်ချောက်စိတ်ရန်အပြင်ဘာကိုမှလည်းစိတ်ဝင်စားဘာလာလာပြောလဲမကြတို့တော့လဲသူကဈေးရောင်းရာတွေတော့တော်သည်ဈေးဝယ်သူကငပိငချောက်ပစွန်ချောက်ကြိုက်ရာကိုလက်ညှိုးထိုးသူကတက်စေးကြစေတလုံးမှမလွယ်ပဲဖြတ်ခနဲပြောနိုင်သည်အချိန်အတွေ့ကနှခမ်းလှုပ်သည်ကိုကြည့်ပြီးသူသိသည်အတိအကျချိန်တွယ်ပေးတတ်သည်ငွေကိုလည်းမမမရွှင်တောင်းနိုင်အန်နိုင်သည်ခတ်တီကမခင်မီသူကငပိငချောက်ဆိုင်တွင်ထိုင်နေတော်လဲငပိတစ်ခုတည်းရောက်သူမဟုတ်နနပိုင်းတွင်ဟမပြတ်ဈေးရောက်တော်လဲယခုလိုစွန့်ခံခြင်းရောက်ပြီးဈေးကွဲစပြုတ်လျင်တို့ဘက်ကလေးတပြင်းပြင်းနှခမ်းညီကလေးတတလောက်တတ်သည်စိုက်ကားသမားအောင်ချင်းကဆိုင်ရှိတွင်ဖြတ်ချောက်ပြီးမျက်ရည်ပြလိုက်လျင်သူကလည်းဟိုလိုလိုဒီလိုလိုနဲ့ဆိုင်ပေါ်မှလှစ်ခနဲဆင်းတတ်သည်ထို့နောက်အောင်ချင်းဤစိုက်ကားပေါ်တွင်ပါသွားတတ်တီကိုဂယုဆိုင်ကြည့်နေသောဒေါ်ကြီးကကောင်းကောင်းသိသည်ကောင်းမသူ့ကိုသူလုံလာပြီးချင်းနေတာသူဘဲကိုသွားပြီးဘာတွေရောက်နေတယ်လဲမိကျေးတို့ကတိလိုက်တာမှနောလို့ဒေါ်ကြီးကကွန်ဒရီများကိုပြစ်ခနဲထွေးချလိုက်ပြန်သည်အနီရောင်ကွန်ဒရီများကြားထဲတွင်အင်ကြီးအနီဝတ်ထားသောခင်မိပါဒလိတ်ကောက်ကွေးရောပါသွားသည်ဟုထင်လိုက်မိပြီးစိတ်ထဲတွင်အာရကျေနပ်သွားသည်ဘဲဥဘလောက်လဲဘဲဥစီမိတန်ကြတော့ခင်မိစီရောက်နေသောဒေါ်ကြီးဤစိတ်သည်သူ့ရှိမှဘဲဥဘန်းစီသို့ဒိုင်းကနေပြန်ရောက်လာသည်ဒီဘက်က30ဟိုဘက်က32ဝယ်သူဤမျက်နှာကိုမကြည့်မိသေးဘဲဥရွှေနေသောလက်ချောင်းဖြူဖြူတုတ်တုတ်တွင်စိတ်ပြီးဝတ်ထားသောအနီရောင်အပြာရောင်အစိမ်းရောင်လက်စွပ်3ဝင်းကိုကြည့်ရင်10ဝန်းလုံးယူရင်တော့ငါးမှုလျှော့ပေးသွားဟုအယောင်ယောင်အမှားမှားနဲ့ဆက်ပြောသည်ကြောက်ဦးကရော10ကွင်း10လုံး30အလုံးလေးတွေကတေးလိုက်တာတေးပေမဲ့လက်တယ်ကွမနက်ကမှချမ်းကလာပူတာချမ်းဥတွေဘဲဦးကြောက်ဦးများဒီလောက်ထိဈေးကြီးသွားလိမ့်မယ်လို့မထင်ပါဘူးအရင်တော့ကဆိုရင်ပေါ့မှာပေါ့အရင်တော့ကဈေးဒီနေ့လာမပြောနဲ့ညီမရေဒီနေ့ဈေးလဲမနှက်ခင်ကြရင်မပြောနဲ့နှလုံးရောဂါဖြစ်တတ်တယ်ကို့အတွင်းနဲ့ကိုစိတ်ချင်းပေါက်နေသဖြင့်ဒေါ်ကြီးသည်အရင်တော့ကလိုဘဲဦးကဟင်းဖြစ်ပါတယ်ညီမရဲ့နှင်းပစ္စည်းကလည်းအခွန်ပပလေးပဲပါတာမကြီးနဲ့အချင်းစီပြန်လေးကိုလေမဆလာလေးအုပ်ပိချက်ငမ်းများရေးဖြောရေကနဖော့လေးတို့အိုးကြက်သားဝတ်သားနဲ့မလင်းနိုင်ပါကွယ်အသားဟင်း30ဘူးဆိုဘာရမှာလဲဘဲဦး30ဘူး10လုံးချက်လိုက်ရင်ညမနက်စာပေးရောမဟုတ်ဘူးလားညီမရဲ့ခုလဲဝဝေးဆဆတိုက်တိုက်တွန်းတွန်းပြောချင်စိတ်မရှိလားပေမဝယ်ချင်ရင်လဲထွက်သွားပါစေဝယ်ချင်သူကလာဝယ်လိမ့်မည်ဘာပဲဖြစ်ဖြစ်ဘဲခက်ပဲရောက်ရောက်ဘဲဟူကြောက်ဟူသည်မှာအေရှင်မတို့အကြိုက်တွက်ချေကြိုက်သောဟင်းလျာသာဖြစ်သည်မတ်စတာဒီဂျစ်နှင့်ဈေးဝယ်လာသောအရာရှိကြော်ကြီးပင်တပတ်လျင်တစ်ခါနှစ်ခါတော့ဘဲဟူဆိုင်ရှိမှာရိုက်ရအမြဲဖြစ်သည်မစားဖြစ်လို့သာစားနေရတယ်
ကိုပိုက်တောင်ကိုမတရာကျင်တော့ဘူးပတ်စံအိတ်ထဲမှာတွန့်ဆုပ်ဆုပ်ထွက်လာတော့15ကျပ်တန်2ရွက်ကိုခတ်တွတ်လှမ်းယူရင်းဒေါ်ကြီးကစိတ်ထဲမှနေ၍စိန်တွေရှိရီဝတ်ထားပြီးကိုပိုက်တောင်ကိုမတရာဘူးဆိုရင်လေအငတ်နေဖို့တော့ဟုတ်အငေါ်တူတူနဲ့ပြောမိသည်သို့တော့နှုတ်ကားမှုအကျင့်ပါနေသည့်အတိုင်းငါမှုလျှော့ပေးလိုက်တယ်နောက်လာဝဲနော်ဟုခတ်ချိုချိုပြောသည်ဝဲမှာမပူနဲ့စိတ်ချလူတွေကကြက်သားထက်ကြက်ဝူပူကြိုက်တယ်ဒေါ်ကျိဤဘေးတွင်ကန့်လျက်နေရာယူထားသောကြက်သားတဲ့မောင်တို့ကသူရှိတွင်ရှိသောဘန်းထဲမှကြက်သုံးချမ်းကိုစိတ်ပြတ်လက်ပြတ်နှင့်ကြည်ရင်ပြောသည်သူကစိုက်ခုံးရှိသူမဟုတ်ဒေါ်ကျိလိုပင်ဘန်းချပြီးပြန်ကြရောင်းသူဖြစ်သည်ဒီချက်ကလေးမနက်ဈေးတွင်ကုံသွားလျင်နေကင်းပိုင်းခဏတစ်ဖြုတ်နားနိုင်မည်မကုံလျင်တော့ထိုင်ပြီးတော့မကုံမချင်းယခုလဲဈေးကွဲနေပြီမို့ဒီကြက်သုံးချမ်းကုံဖို့တော့တဲပြီးလမ်းမမြင်ဈေးကွဲချိန်တွင်ဘာကလေးများပေါ်ရလိမ့်မလဲဟူသောအတွေးနှင့်ရောင်ပေပေရောက်လာတတ်သောအိမ်ရှင်မတို့ကလည်းဈေးမေးလိုက်ထွက်သွားလိုက်ကိုင်းကြည့်လိုက်လှည့်သွားလိုက်ဆိုတော့မောင်တို့အတော်စိတ်ညစ်နေသည်ခုနေတာထီပေါက်ကြည့်ဒီကြက်သုံးချမ်းကိုလေဘသူမှမရောက်မဲခွေးချကျွေးပလိုက်မယ်ဟုတ်စိတ်ပေါက်ပေါက်နဲ့တွေးနေသည်နင်းချက်ကပဲဈေးလေ15ကျပ်အမလေးတော့သူများဆိုင်က73ကျပ်14ကျပ်နဲ့ရောင်းနေတာ哦တူမလားဗျသူတို့ကျက်နဲ့ကြုတ်ကျက်ဟောဒီမှာကြည့်6တလောက်နေတဲ့ကျက်ရေတဆက်ဆိုတစ်စက်မှမပါတဲ့ကျက်ဒီမှာအလေးရောကြည့်အောင်မလားဒီလိုအလေးဘဲဆိုင်ကသုံးတယ်လေရှင်းကြည့်စမ်းပါဗျာကြိုက်တလောက်ရှင်းကြည့်စမ်းဘယ်တော့မှအလေးမခိုးရေမထိုးတဲ့ကြက်တယ်မောင်တို့လူပြိုတို့ပါဗျမောင်တို့ကခတ်ကြွားကြွားရှိတော့ဒေါ်ကြီးကမြင်ပြင်းကတ်ဟန်နဲ့မျက်စောင်းထိုးသည်နင်တို့တာအကုန်သိတယ်တော်ရေကျင်ညာမနေနဲ့ကျင်ညာရတဲ့အမရေကျုပ်တို့ကတော့တိုးတယ်ဆိုတိုးတယ်ရှစ်ရှစ်မဲသူများတကားလို့တော့လက်ဆက်ချင်အောင်စောင်းမနေဘူးမောင်တို့ကသဘောရိုးနှင့်ပြောတော်လဲနှစွန်နှဖျားကြားလိုက်တော့ခင်မိကတော့မျက်နှာပြတ်သွားသည်သူ့လက်ထဲမှခရင်ပတ်ဘူးကိုဖြတ်ခနဲပိတ်ကတစ်ဖက်သို့စက္ကနဲလှည့်သွားသည်ကြက်သားရောင်းရံကလွဲပြီးဘာကုန်းမှစိတ်ဝင်စားသောမောင်တိုးကမူခင်းမိမျက်နှာပြတ်သွားသည်ကိုသတိထားမိဟန်မတူပေခုတ်ထစ်ပြီးပြစ်ထားသောကြက်ထုတ်သီးများဇလုံးများအစာအိမ်ဘက်များကိုအင်ဘက်ကြီးကြီးတစ်ခုတည်းစုထဲရင်ထင်ရမြင်ရတချင်းတစ်ပုတ်ကိုကောက်ဆိုသည်မခင်နှမ်းစီဈေးကလေးကိုကြားနေရပဲကြည်နေချင်းသည်ဈေးကလေးတွေတက်မှာကိုလည်းစိုးရိမ်ပါသည်နှမ်းစီဆိုလို့အချုံမုံနေပြီးနှက်ထားတဲ့လက်ဖက်သားအိလေးကိုနှမ်းစီစစ်စစ်လေးဆန်းပြီးစားကျင်လိုက်တာဟဲ့ဒေါ်ကြီးကတန်းတန်းတတတွေးရင်ဘိုက်ထဲကနားတလူလိုရှိသဖြင့်ရင်ကောင်းကိုညာလက်နှင့်အသာဖိထားလိုက်သည်ထို့နောက်တင်ပါကိုမတိမတာကြွကလေလေသည်အရှိန်နှင့်ထွက်လာသောလေတန်းကအတော်အတန်ကျဲတော်လဲလမ်းမမှကားဟွန်းတန်နှင့်ရောသွားသည်သို့သောခတ်တီကအနံ့အတန်ကရောသွားတော်လဲဆူဆူရှက်ရှက်ထွက်လာသောအနံ့ကတော့ဘာနှင့်မှမရောသူများစီမရောက်မီကိုဘာသာကိုမြန်မြန်ရှူလိုက်တော်လဲကုံအောင်တော့မရှူနိုင်သူဤလေးကြီးအရမနေပြီကြာစမ်းပါစေကလေးကိုစောင့်ကြည့်ခြင်းသည်ဟုတ်တန်နေတန်ထားနှင့်ဟင့်မိဟန်ပြင်းနေသောမောင်တိုးခမသူ့တချင်းကိုစက်မဆူနိုင်ပဲရပ်သွားသည်နှာခေါင်းကိုတိတိတသားရှုပ်ရင်းဘဲဦးကပုတ်တာလားလူကပုတ်တာလားအမကြီးရဲ့ဟုစုအောက်အောက်လှမ်းမိသည်တိနာကောင်သူကဖြစ်တလုံးဤတခါမှမပေါက်ဘူးတာကြနေရပဲရိုင်းလိုက်တာဒေါ်ကြီးကမျက်နှာထားတင်းတင်းနဲ့မကြားချင်အောင်စောင်းနေလိုက်သည်ထို့နောက်ငါဝမ်းချုံနေတာ3ရက်ရှိပြီပဲဒီတော့လဲဒီအနံ့စိုးတော်မှာပေါ့ဟုတ်စိုက်ရည်တွေးကရည်ကျင်သွားသည်ထိုစဉ်တွင်ဘိုက်ထဲမှနာလာပြန်သည်ဒီတော့လဲတင်မားကိုဒုတိယအကြိမ်ကြွလိုက်ရပြန်သည်အန်နီယေကိုတော့လွယ်မထားနိုင်ဘူးတော်ရေဒီတခါတော့မောင်တို့ကဘာမှမပြောတော့ပြီသူ့ရှိမှစက်သားပကံကိုကုန်း၍မှကခင်မိတို့ဆိုင်ခုံပြီးတော့ခတ်တုတ်တုတ်သွားသည်ဈေးလဲကွဲကုံလဲကုံပြီးမို့ပြန်သွားပြီဖြစ်သောဒင်းရင်တဲ့ဤနေရာတွင်ဝင်ထိုင်သည်
ငါကူကလေးကအနာသွားခြင်းနေတဲ့ကာလနာခုတော့အတော်ပဲဖြစ်သွားတာပေါ့ဒေါ်ကြီးကဘဲဥပန်းအောက်တွင်ထိုးထားသောကွန်ရာကိုထုတ်ကာပါဇက်ထဲသို့ထပ်ထည့်သည်ပါဇက်ထဲမှလက်ကျန်ကွန်းဖက်နှင့်နောက်ရောက်လာသောကွန်းရွက်ကွန်းတီတို့နှင့်ရောပြီးတမသွားအောင်ခတ်တွတ်တွတ်ဝါသည်မျက်စိနှင့်နားကတော့ဆိုင်ခုံပေါ်မှခင်မိနှင့်ဆိုင်အောက်မှမောင်တိုးစီသို့ရောက်နေသည်အမလီစက်သားမစားဘူးလားစားချင်ရင်ရှင်ကအလကားပေးမှာမဟုတ်လို့လားမရက်ဆက်ပါနဲ့ဗျာထီးပေါက်ရင်တော့အလကားပေးပါမယ်ဒီတခါတော့ဝဲပါဗျာနော်အမဝဲကျင်သားပေါ့ကိုမောင်တိုးရဲ့မနက်ကတော့အဖေကစက်သားပြုတ်ကြော်လေးစားချင်တယ်လို့ပြောနေသေးတာဒါဖြစ်ရင်ဒီလက်ကျန်လေးယူသွားပါဗျာဆက်လေးကျန်စင်းနဲ့ပေးလိုက်မယ်လေခင်မီကတပြင်းရှည်ကိုဆွဲချကဝင်းဝါနေသောကြက်ရီမုံချမ်းလေးကိုကြည့်နေသည်ကောင်မောက်ငါကအမြင်ကပ်မယ်လားကတ်နေတာတကယ်တော့လဲတနာစရာပါလေအဖေကလေဖြတ်တယောက်တည်းရှိတဲ့မောင်ကလည်းအယိုးပြော်ယောဂါရှိလို့တဲ့ဖဲရန်စက်တောက်နဲ့ဟောအတော်ကြပြန်တော့လဲတမျိုးသူ့နာစက်ကတ်တုံးကြီးကွက်သွားရင်တော့ဘသူအေးပေါက်လိုက်တာလဲမေးချင်မေးနေအောင်ပါဒီတခါတော့ဒေါ်ကြီးကမြစ်တာရှိထားပြီးဂယုနာနဲ့တွေးမိသည်ယူလိုက်စမ်းပါအမရာကျွန်တော်ချက်ကရေလွတ်အလေးပြည့်ယူချင်ပါတယ်ဆိုမှဈေးကြီးလုံးလို့ဟောင်းဆက်လေးချက်ဈေးနဲ့ယူလေဗျာဒီထက်တော့မလျှော့နိုင်ဘူးအမလေးရဲ့ကျွန်တော်တို့ကဇလုတ်ထိမှာစံအပြည့်နဲ့အမွှေးအတောင်မစင်တဲ့ချက်ကို73ချက်နဲ့ဝယ်ရတာပြန်ရောက်တော့ဇလုတ်ဖြုတ်ပါခြေထောက်ခုတ်ပါနဲ့ရေမထိုးပဲမှန်ကန်ကန်ရောင်းတာဒီထက်မလျှော့နိုင်လို့ပါဗျာခင်မီကဝဲမိပုံတိတ်မပြတော့မောင်တိုးကစိတ်တိုးခြင်းလာသည်အခုနေတာထီပေါက်ကြည့်ဒီချက်3ချမ်းလုံးကိုအောက်ကိုချပြီးခွေးကြွေမယ်ဟုတ်ဒုတိယအကြိမ်တွေးမိပြန်သည်အခုနေတာငါကမောင်တိုးဒီချက်3ချမ်းလုံးကိုချိန်လိုက်စမ်းငါအကုန်ယူမယ်လို့ပြောလိုက်ရရင်ဘလောက်ရတာရှိလိုက်မလဲဟုတ်တွေးရင်ဒေါ်ကျေးသည်ပစောင်ထဲတွင်ပြေလာသောကွန်ဒရီများကိုရောင်ရမ်းပြီးမျိုးချလိုက်သည်ဟောအောင်ချင်းစိတ်ကူးထဲတွင်ကြသားဟင်းစားရင်မေးစိတ်နေသောဒေါ်ကျေး၏မျက်လုံးအစုံသည်ဈေးတန်းထဲသို့ခက်ကိုင်းကိုင်းဝင်လာသောအောင်ချင်းကိုလှမ်းတွေ့လိုက်တော့ပြန်ပြီးပြူသွားသည်ဒီတခါတော့အောင်ချင်းကမျက်ရည်ပြပြီးမခေါ်ခင်မိစီသို့ရောင်လဲလဲနှင့်ရှောက်သွားသည်စိန်စားငပီကိုငုံကြည့်သလိုလိုငဖောင်ရိုးချောက်ကိုကိုင်းကြည့်သလိုလိုနှင့်ခင်မိနာကတိုးပြောသည်ခါကိုရှေ့သို့ကိုင်းကအစွမ်းကုန်နာဆွင်တော့လေသူပါပြောသည်ဒေါ်ကျိလုံးဝမကြားလိုက်ပေအိုးဒီလောက်နဲ့တော့ဘဲဖြစ်မလဲခင်မိအတန်းကတိုးတော်လဲဒေါ်ကျိကြားဖြစ်အောင်ကြားလိုက်သည်အောင်ချင်းကခေါင်းကုပ်သည်ထို့နောက်ခါကိုကိုင်းကတိုးပြောပြန်သည်ခင်မိကနှကန်းကိုတင်းစီကခေါင်းရမ်းသည်ဒီလိုဆိုလဲနေလေနင့်သဘောပဲအောင်ချင်းကပခုံးကိုတွန့်ကပစွန်ရောက်တကောင်ကောက်သွားသည်နေရကြားတွင်ညှက်ထားသောဆေးဘောလိတ်တူကိုဖြုတ်၍ပါဇက်တွင်တက်သည်ထို့နောက်မိမညီပဲဖွာရင်ပြန်လှဲ့ထွက်သွားသည်အလကားအကောင်ဒင်းလိုအကောင်တွေကာလနာအပြန်တရာတိုက်ပါစီတော့မလုံတလုံးနှင့်ထွက်သွားသောအောင်ချင်း၏ကြောပြင်ရှေရှေပြပြကြီးကိုမုံတီးစွာကြည့်ရင်ဒေါ်ကြီးကကျိန်ဆဲသည်ခင်မီကိုတနာတလူလိုဖြစ်နေသောဂယုနာစိတ်ကလေးများသည်လည်းဘယ်စီရောက်ကုန်သည်မသိအကုန်လုံးကြက်ပြောက်ငှက်ပြောက်ပြောက်သွားသည်အဖေချင်းစားနေတယ်ပြောတာဝဲကျွေးလိုက်ပါလားအမလေးကအလိုက်ကန်းဆိုးမသိသောမောင်တိုးကသူ့ချက်ကိုအတင်းရောင်းနေပြန်သည်ဒီချက်သားမကုန်လျင်ဒီနေရာတွင်သူဆက်ထိုင်နေရအောင်မည်တွေ့ရလူနီးရလူကိုမရရအောင်အတင်းရောင်းတော့မည်ထင်သည်ဒီလောက်ဖြစ်နေတာခုမှသာကိုချက်စားလိုက်ပါလားလို့မစားနိုင်လို့ရောက်နေရတာပေါ့ဗျာဒီလိုဆိုဈေးလျှော့အချီအချပြောနေတော့သူတို့ကိုလှမ်းကြည့်ရင်ဒေါ်ကျေးသည်အခုနေတတရကဘာစစ်ကြီးဖြစ်ရင်တော့မောင်တို့ကသူ့ချက်တောင်မကုန်းကုန်းဆက်ရောက်နေဦးမှာပဲထင်ပါရဲ့ဟုတွေးရင်ပြုံးချင်လာသည်သူများချက်နဲ့မတူပါဘူးဗျာကျွန်တော်ချက်ကရေးလွတ်အလေးပြည့်
မောင်တိုးကသူ့ကြက်သားတွေကိုအမုန်းတင်နေပြန်သည်အဝါရောင်ဝင်းဝင်ကြရင်မုံတင်းတင်းလေးများကိုမဝဲချင်းအောင်ထောင်ပြနေသည်နောက်ဆုံးတော့ခင်မီကစိတ်ကိုဆုံးဖြတ်လိုက်သည့်ဟန်နှင့်နေရာမှစကနေထားသည်ကဲကိုမောင်တို့ရှင့်ကြက်သားတွေချိန်ပြီးအတော်စိန်ဥကိုပေးထားလိုက်ပတ်စံတော့ပြန်မယူခင်မီကခက်ပြက်ပြက်ပြောပြီးဆိုင်ခုံပေါ်မှဆင်းသည်ကိုအောင်ချိန်နေအောင်မှုခတ်အုပ်လမ်းခေါ်သည်ဈေးကတော့ဒီဈေးပဲနော်အမရှော့လို့မရဘူးတော်ပါတော့ကိုမောင်တို့ရဲ့ရှင်ကြက်ဈေးမလျှော့တာနောက်နှစ်တရာထိကျမမှတ်မိနေပါပြီထပ်မပြောပါနဲ့တော့ခင်မီကစိတ်ပြတ်ဟန်နှင့်ပြောသည်အနီရောင်အေရှန်အင်ကြီးကိုခါမှနေ၍ဆွဲဆန့်ရင်းသူ့ကိုအထင်သေးစွာကြည့်နေသောဒေါ်ကြီးအပအဝင်မျက်လုံး3-4စုံကိုတတိထားမိတော့မျက်လွှာကိုဖြတ်ခနဲချလိုက်သည်ပင်သက်ကိုလည်းမတိမသားရှိုက်သည်သို့တော့မျက်နာကိုတော့အောက်မငုံထင်မိထင်သောမျက်နှာပေးနှင့်ရင်ကိုချီကခွတ်တွတ်ရှောက်သွားသည်ရောင်းရတာလည်းအားနာတယ်ဗျာကြက်ဈေးကလည်းမကြစိတ်လှပေါ်ပါသွားသောမောင်တို့ကချိန်ခွင်းနှင့်အလေးကိုလှမ်းဆွဲသည်ဘာပြောတယ်ကြက်ဈေးမကြဘူးလေလားဟုတ်ပါမလားမောင်တို့ရဲ့ဒေါ်ကျေးသည်မျက်နှာမဲရင်းပြောသည်ထို့နောက်ပါဇက်ထဲမှကွန်စရီများကိုမြေကြီးပေါ်သို့ရွှေကနေမြေအောင်အားရပါရထွေးချလိုက်သည်မဆန္ဒဇန်နဝါရီ1991တော်ရရှင်များအခုနားဆင်ခဲ့ရတာကတော့ဆီယာမမဆန္ဒရေးသားထားတဲ့ကြက်စေးဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်အဆုံးထိနားဆင်ခံစားအားပေးတဲ့အတွက်ယေရှုအများကြီးတင်ပါတယ်ရှင်။တာယာပျော်ရွှင်တဲ့နေ့လေးကိုပိုင်ဆိုင်ကြပါစေရှင်။